ရှေးခေတ်စပါတန်စစ်ပွဲအတွက်ကိုမွေးဖွားလာကြတဲ့သူတွေရှေးခေတ်တုန်းကစပါတန်တွေဟာဂရိမာတခြားသူတွေထက်ကိုနှိမ့်ကျခဲ့တဲ့အချိန်ရှိပါသည်သူတို့ကတခြားသောဂရိအင်ပါယာတွေနဲ့စာပေတွေဘာသာစကားတွေအကုန်လုံးကိုတူညီတာကြောင့်အချင်းချင်းကြော်တက်ဖို့ကမဖြစ်နိုင်တဲ့လောက်ပါပဲဟီရိုဒိုတက်စ်ကတော့မှဂရိမာဆိုရင်စပါတန်တွေကအဆိုးအဝါဆုံးပဲလို့တောင်မှတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဒါတွေအားလုံးကတော့လူကတ်ကအုပ်ချုပ်တဲ့အချိန်ကစပြီးတော့ပြောင်းလဲသွားခဲ့ပါတယ်လူကတ်ကတော့စပါတန်အင်ပါယာကြီးစီကိုသူ့ရဲ့တီထွင်ကြံစမှုအသစ်တွေကိုယူဆောင်လာပြီးတော့ပုံမတိုးတက်စေခဲ့တာလည်းဖြစ်ပါတယ်သူကတော့ပထမအဦးဆုံးစပါတန်တင် जा ပို့ချရေးကိုစတင်ခဲ့တဲ့သူပဲဖြစ်ပါတယ်သူနီးနဲ့ပုံစံတူနီလန်တွေကိုကျင့်သုံးခဲ့တဲ့ဂရိအင်ပါယာတွေလည်းရှိပါသေးတယ်ဒါပေမဲ့လို့လူကတ်ရဲ့တွေးခေါ်နိုင်စွမ်းကသူခေတ်သူခါအတွက်အရန်ကိုမှခေတ်ရှေ့ပြေးနေခဲ့တာကြောင့်စပါတန်တွေဟာသူတို့ကိုပြန်တိုင်ရဲတဲ့သူတိုင်းကိုကောင်းကောင်းကြီးကိုချေမှုန်းနိုင်ခဲ့ပြီးတော့သူတို့ရဲ့ခေတ်တုန်းကဆိုရင်တော့နှစ်ပေါင်း150ကျော်ထိဘယ်တိုက်ပွဲမှမရှုံးခဲ့ဘူးတဲ့အထိကိုမှဒိတ်ဒိတ်ကျဲခဲ့ကြတာလည်းဖြစ်ပါတယ်တစ်ဖက်မှာလူကတ်ကအပြင်းထူလေးလံနေတဲ့သူ့ရဲ့စပါတန်ပြည်သူတွေကိုကြည့်ရင်လည်းအရန်ကိုမှအားမလို့အားမရဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ငါရဲ့ပြည်သူတွေကတော့တခြားသောအုပ်ချုပ်တဲ့ပုံစံအသစ်မျိုးလိုအပ်နေပြီဆိုပြီးတော့အကြံရလာခဲ့ပါတယ်သူရဲ့အဓိကရွယ်ချက်တွေဖြစ်တဲ့ကျမ်းမာတန်ဆွမ်းပြီးတော့စီကံကြီးမှုတွေကပို့ပြီးတော့အောင်မြင်တဲ့နိုင်ငံဖြစ်လာဖို့အဓိကအရာတွေလို့ယုံကြည်ထားခဲ့ပါတယ်ဒါကြောင့်မလို့သူရဲ့စနစ်ကတော့ငငယ်ရွယ်စပါတန်လေးတွေကိုယောက်ျားလေးရောမိန်းကလေးပါမကြံပါဘူးမိန်းကလေးတွေအတွက်ကတော့ယောက်ျားလေးတွေကိုလေ့ကျင့်ပေးသလောက်မကြမ်းတတ်ပေမဲ့လို့ယောက်ျားလေးတွေနဲ့ဒန်းတူပြေးရတာတွေတိုက်ခိုက်ရတာတွေကိုလည်းလေ့ကျင့်သင်ကြားပေးပါတယ်သူကမိဘတွေဖြစ်တဲ့အဖေရောအမေကပါအကောင်းဆုံးပုံစံဖြစ်နေရင်မွေးလာတဲ့ကလေးကပို့ပြီးတော့တန်ပါမယ်လို့ယုံကြည်နေခဲ့တာဖြစ်ပါတယ်ဒါဆိုရင်လူကတ်ကတော့သူ့ရဲ့အတွေးခေါ်တဲ့အကြံတွေကိုဘယ်လိုမျိုးအကောင့်ထဲဖော်ခဲ့လဲဆိုတာနဲ့သူတကယ်ရောအောင်မြင်ခဲ့ရဲ့လားဆိုတာကိုကြည့်လိုက်ကြရအောင်ယောက်ျားလေးတွေအတွက်ကတော့ဒီစနစ်မှာ၃မျိုးခွဲထားပါတယ်ကလေးစစ်ကြော်တန်တဲ့လူငယ်တို့ပဲဖြစ်ပါတယ်ကလေးတွေအတွက်ကတော့အခုလက်ရှိဘော်ရာဆောင်တွေနဲ့တောင်မှခက်ဆင်ဆင်ပါပဲကလေးလေးတွေကသူတို့အင်္ဂါနေကိုထွက်လာကြရပြီးတော့စာပေပညာတူရိယာကဗျာတချင်းဆိုတာနဲ့အားကစားတွေကိုလည်းလေ့လာကြရပါတယ်တခြားသောဂရိမျိုးကြီးတွေမှာလည်းဒီလိုစနစ်မျိုးတွေရှိကြပါတယ်ဒါပေမဲ့လို့သူတို့ကတဦးချင်းတင်တဲ့အပိုင်းကိုပို့ပြီးတော့ဦးစားပေးကြတာကိုမြင်ရပါတယ်စပါတန်တွေကတော့ဒီလိုမဟုတ်ပါဘူးစပါတန်တွေကတော့လက်ရှိကျောင်းတွေလိုမျိုးလူများနဲ့တင်ရတာဖြစ်ပြီးတော့ယောက်ျားတစ်ယောက်ကကလေးတွေကိုစာတင်ဖို့အပြင်တခြားသောအရာတွေကိုပါတာဝန်ယူရတာပါထူးချွန်ထက်မြက်တဲ့စပါတန်တွေကိုမွေးထုတ်ပေးရမှာဖြစ်လို့တိတ်ကိုအရေးကြီးလာတဲ့အလုပ်ဖြစ်ပြီးတော့ဒါကိုလုံးဖွင့်ရဖို့ကလည်းတော်တော်လေးကိုမှယာရုမြင်ရတဲ့လူတွေကပဲမဲပေးပြီးတော့ဆုံးဖြတ်ရတာပဲဖြစ်ပါတယ်ဒီလူကတော့စပါတန်ကလေးတွေကိုတစ္ဆာရှိဖို့ညံ့ရည်ထက်မြက်ဖို့စီကံရှိဖို့နဲ့ကိုကျမ်းမာတန်ဆွမ်းစေဖို့ကိုတင် जा ပေးရပါတယ်ဒီလိုကလေးတွေမဟုတ်တာလို့ရင်အဖြစ်ပေးခွင့်ရှိပြီးတော့အသက်ပိုကြီးတဲ့ဆယ်ကျော်တက်တွေကိုလည်းအဖြစ်ပေးခွင့်ပေးထားပါတယ်ဒီကလေးတွေကဘယ်တော့မှစီကံကနေကိုမလွတ်သွားဖို့အတွက်ကိုသူမရှိတဲ့အချိန်တွေဆိုရင်ပြည်သူတွေကပါဒီစပါတန်တငယ်လေးတွေကိုမှဆုံးမနိုင်ကြပါတယ်ဒါကြောင့်ပဲစပါတန်လေးတွေကဘသူ့ကိုမဆိုလေးစားမှုရှိကြပြီးတော့သူတို့ကိုစကားပြောမှပဲပြန်ပြီးတော့ပြောကြရပါတယ်သူတို့ကဘယ်နေရာကိုတော်တော်ပြဿနာမတက်အောင်လို့မျက်လွှာကိုချပြီးတော့တွာလာကြပါတယ်ဒီလိုမျိုးစီကံရှိမှုနဲ့လေးစားမှုကိုအယိုးတဲတိကိုဆွဲနေအောင်လို့ရိုက်သွင်းတာကစပါတန်စစ်တီတော်ဖြစ်လာဖို့အတွက်ပထမအဆုံးအဆင့်လေးဖြစ်ပါတယ်တခြားသောဂရီမျိုးကကလေးတွေကတော့ဆယ်ကျော်တက်ဖြစ်လာတာနဲ့တင်တန်းကနေလွတ်ပြီးတော့သူတို့ဆရာတွေကဆက်ပြီးတော့တာဝန်မယူကြတော့ပါဘူးဆယ်ကျော်တက်စပါတန်လေးတွေကတော့သူတို့ရဲ့ဒုတိယအဆင့်ကိုအခုမှရောက်ကြတော့မယ်ဖြစ်ပါတယ်လူကတ်ကအခုလိုမျိုးအသက်အရွယ်လိုက်ကိုတေချာလေးကိုမထိန်သိမ်းထားရင်ဒုက္ခရောက်မယ်ဆိုတာကိုသိနေပါတယ်ဒီရွယ်ယောက်ျားလေးတွေကအရန်ကိုမှစူးစမ်းလို့စိတ်ရှိကြပြီးတော့ပြဿနာရှာတက်ကြသလိုအရန်လဲသွေးဆူတက်ကြပါတယ်ဒီစပါတန်တွေကိုသူ့ရဲ့စနစ်အောက်မှာထားဖို့အတွက်ပို့ပြီးတော့ကြမ်းတမ်းတဲ့အလုပ်တွေလေ့ကျင့်မှုတွေနဲ့ကိုအုပ်ချုပ်ပါတော့တယ်သူတို့မှာအပေါ်ယုံတစ်ခုရှိပြီးတော့အေးတဲ့ချိန်မှာတော့မှဒီတစ်မျိုးတွေကိုပဲတစ်နှစ်ပတ်လုံးဝဆင်ကြရပါတယ်ဒါကသူတို့ကိုလောဘမတက်အောင်လုပ်ထားတာဖြစ်ပြီးတော့ဒီထက်ပိုပြီးတော့လိုချင်တာတွေမတော်လောဘတွေမတိုးပွားလာအောင်လို့ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်ဒါပြင်ကိုမှစပါတန်တွေကဖက်နှက်ဝက်ခွင့်မရှိဘဲနဲ့ခြေပလာနဲ့တာနေကြရပါတယ်အခုလိုမျိုးခြေပလာနဲ့တွာလာနေရတဲ့အတွက်ကိုမှတခြားသောဖက်နှက်ဝက်ထားတဲ့သူတွေထက်ဒီစပါတန်တွေကပိုပြီးတော့မြန်ပြေးနိုင်တဲ့ပြင်ကိုမှပိုပြီးတော့မြင့်လဲခုံနိုင်လိမ့်မယ်လို့လူကတ်ကယုံကြည်ထားခဲ့ကြပါတယ်ဒီရွယ်ကနေစပြီးတော့သူတို့ကိုလက်နက်တွေနဲ့ဘယ်လိုမျိုးတိုက်ခိုက်ရမယ်ဆိုတာကိုစပြီးတော့သင်ကြားပေးပါပြီအဲ့ဒါပြင်ကိုမှသူတို့ကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့ဘယ်လိုမျိုးခြိတက်ရမလဲဆိုတာကိုသင်ကြားပေးပါတယ်ဒီလိုမျိုးတိတ်ဆိတ်တဲ့ခြိတက်မှုကလည်းတခြားသောဂရီစစ်တီတော်တွေကိုစိတ်မြင့်ပြင်မှကြောက်စိတ်ဝင်လာအောင်လုပ်တာလည်းဖြစ်ပါတယ်တခြားသောဂရီမျိုးတွေကစက်သားတွေကအခုလိုမျိုးခြိတက်မှုမျိုးကိုလုံနိုင်တဲ့အထီကိုစီကံမရှိကြလို့လည်းဖြစ်ပါတယ်ဒါကြောင့်မလို့ခန်းစားချက်မဲတဲ့မျက်နှာတွေနဲ့အတူတူယုံကြည်ချက်ရှိရှိကိုမှခြိတက်လာတဲ့စပါတန်တွေကိုရှင်ပြိုင်တိုက်ခိုက်ဖို့ကိုကြောက်စိတ်ဝင်ရလို့ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်အဲ့ဒါပြင်ကိုမှစိတ်ဝင်စားဖို့ကောင်းတာက PHQ လို့ခေါ်တဲ့အကကိုစပါတန်တွေကအသုံးပြုကြတာပဲဖြစ်ပါတယ်ဒီအကကတော့အကချက်ဝတ်တစားတွေပြင်ကိုမှလက်နဲ့အလေးကြီးတွေကိုကန်ပြီးတော့ထက်တလဲလဲကိုမှလှုပ်ရှားရတဲ့အကလည်းဖြစ်ပါတယ်ဒီကားကိုအသုံးပြုတဲ့အတွက်ကိုမှစပါတန်တွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့မရေမတွက်နိုင်တဲ့ကြက်သားတွေကိုပို့ပြီးတော့တန်မာစေခဲ့တဲ့အပြင်သူတို့ရဲ့ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်မှုနဲ့ပျော့ပြောင်းမှုတို့ကိုပါတိုးလာစေမှလည်းဖြစ်ပါတယ်အခုဆိုရင်တော့လူကြီးမင်းတို့အကြံဖြင့်လောက်တော့ခံမှန်းမိကြမယ်ထင်ပါတယ်စပါတန်လေ့ကျင့်ရေးကကြက်သားတွေကြီးလာဖို့ကိုရည်ရွယ်တာမျိုးမဟုတ်ပါဘူးသူတို့ကလျင်မြန်တွက်လက်ဖို့နဲ့ဒီလိုမျိုးတိုက်ခိုက်ရေးလှုပ်ရှားမှုတွေနဲ့အသားကျဖို့တည်တဲ့ဥတည်ပြီးတော့လှုပ်ထားတဲ့လေ့ကျင့်မှုမျိုးလည်းဖြစ်ကြပါတယ်
အဲ့ဒီအတွက်ပုံမှန်စပါတန်တွေရဲ့ခန္ဓာကိုယ်ကကြွက်သားအကြီးကြီးတွေနဲ့ဗလာအကြီးကြီးတွေမဟုတ်ဘဲနဲ့ကြီးကြီးလေးလေးနဲ့ကိုမှအရန်ကိုတန်မာပြီးတော့မှကြော်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြတာပဲဖြစ်ပါတယ်အဲ့ဒါပြင်ကိုမှစပါတန်လူငယ်လေးတွေကဘယ်တော့မှပိုက်တင်ကားသွားအောင်မစားကြရဘဲနဲ့အနည်းငယ်တော့အမြဲလိုလိုပိုက်ဆိုင်နေကြရပါတယ်ဒီလိုမျိုးပိုက်စားတာအတွက်ကိုမှစပါတန်တွေကိုခိုးယူဖို့ကိုအကြံတွေရလာစေပါတယ်ဒါပေမဲ့လို့အခုလိုမျိုးခိုးယူတာကိုမရင်တော့အညာမတရိုက်ခံရမှာလည်းဖြစ်ပါတယ်ဒီလိုမျိုးအပြစ်ပေးတာကခိုးလို့တော့မဟုတ်ပါဘူးခိုးရကိုအမိခံရလို့ပဲဖြစ်ပါတယ်တကယ်တော့ဒါကသူတို့ရဲ့ဒုတိယမြောက်လေ့ကျင့်ရေးရဲ့ရည်ရွယ်ချက်လည်းဖြစ်ပါတယ်သူတို့ကစစ်ပွဲတွေမှာပိုက်စာရင်ငယ်ဖြစ်နေခဲ့ရင်တော့မှတခြားသောဂရိရင်နဲ့မတူဘဲနဲ့ပုံမှန်အတိုင်းဆွဲဆောင်နိုင်အောင်လို့လေ့ကျင့်ထားတာလည်းဖြစ်ပါတယ်အဲ့ဒါပြင်ကိုမှအေးတန်ကိုခံနိုင်ဖို့အတွက်အရန်ကိုမှအေးဆက်နေတဲ့ယူရိုတက်မြစ်ထဲမှာရေချိုးရပါတယ်စပါတန်တွေကတော့ရေနွေးနဲ့ရေချိုးတာကငကြောက်တတိမရှိတဲ့လူလိုယုံကြည်ထားကြလို့ပဲဖြစ်ပါတယ်အခုဒုတိယလေ့ကျင့်မှုကစပါတန်တွေကိုသူတို့ရဲ့အဝယ်စားတွေကစားလို့ခန်းစားချက်တွေအထိလိုအင်ဆန္ဒတွေကိုအောင်ရင်သိခံနိုင်အောင်လို့တင် जा ပေးနေတာပဲဖြစ်ပါတယ်တခြားသောနည်းနဲ့ပြောရမယ်ဆိုရင်တော့စားစရာသိမရှိတာအဝယ်စားမရှိတာနေပါတာပိုင်ဆိုင်မှုနေပါတာတွေနဲ့အသားကျအောင်လို့လုပ်ပေးတာဖြစ်ပြီးတော့အကယ်၍သာတကယ်ခက်ခဲတဲ့ကာလတွေရောက်ခဲ့ရင်တော့စပါတန်ပြည်သူတွေကပို့ပြီးတော့ခံနိုင်ရရှိပြီးတခြားသောမျိုးသားတွေထက်ပို့ပြီးတော့မြန်မြန်ပြန်လည်တိုးတက်နိုင်အောင်လို့ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်ပို့ပြီးတော့ရင်ကျေးစေဖို့အတွက်စပါတန်ဆယ်ကျော်တက်တွေကိုအပြင်သွားတိုင်းလက်ကိုဖွက်ထားခိုင်းပြီးတော့မျက်လာချရင်နဲ့သွားခိုင်းပါတယ်ဇန်ဒိုဖန်ကတော့ကြောက်တုံးကစကားပြောပြီးတော့ကြေးရုပ်ထုကသာစပါတန်တွေထက်ပို့ပြီးတော့လှုပ်လိုက်မယ်လို့တော့မှတင်စားပြောခဲ့ပါသေးတယ်ဒီဆယ်ကျော်တက်လေးတွေအရွယ်ရောက်လာပြီဆိုရင်တော့လူကတ်ကကသူတို့နဲ့ပို့ပြီးတော့အချိန်ကုန်ဆုံးပြီးတော့ပို့ပြီးလဲစူးစမ်းအားထုတ်ပါတော့တယ်သူကတော့ဒီစပါတန်တွေဟာမျိုးရဲ့အကောင်းဆုံးပိုင်ဆိုင်မှုလို့ယုံကြည်ထားလို့ပါဒီစင်မှာတော့သူကစပါတန်တွေရဲ့ရှင်ပြိုင်အနိုင်ယူလို့စိတ်နဲ့အတူတကွလှုပ်ဆောင်နိုင်စွမ်းတွေကိုတင် जा ပေးတော့မှလည်းဖြစ်ပါတယ်ဒီလိုမျိုးစိတ်ဓာတ်တွေကိုတော့လက်ရှိအားကစားလောကမှာမြင်တွေ့နိုင်ပြီးတော့လူကတ်ကကညံရှိရှိနဲ့ကိုမှစစ်ပွဲအတွက်ကိုအသုံးချနိုင်ခဲ့တာပါသူကတော့စပါတန်တွေတဲကလူ3ယောက်ကိုခေါင်းဆောင်နေနဲ့ကိုရွေးလိုက်ပါတယ်ဒီခေါင်းဆောင်တွေကတော့ကျန်တဲ့စပါတန်တွေကိုတူဦးချင်းကိုမှရွေးပြီးတော့ဘာကြောင့်ရွေးတယ်ဘာကြောင့်ညင်းတယ်ဆိုတာကိုလည်းတေချာရှင်းပြရပါတယ်ဒါတွေကိုကြားပြီးသွားရင်တော့ချင်းချင်းရှင်းပြခိုင်းပါတော့တယ်အရွေးချယ်မခံရတဲ့စပါတန်တွေကသူတို့ကိုအထင်သေးမိတာမှားပြီးဆိုတဲ့အတွေးဝင်လာအောင်အကောင်းဆုံးတိုက်ခိုက်ပြီးတော့အရွေးချယ်ခံရတဲ့သူတွေကလည်းသူတို့ကိုရွေးတာမှန်ကန်တယ်ဆိုတာကိုပြသဖို့အတွက်ကိုအစွမ်းကုန်တိုက်ပွဲဝင်ကြရပါတယ်ဒါကတော့အရန်ကိုမှကောင်းပေမဲ့ပြဿနာလည်းရှိပါတယ်အနိုင်ရလို့စိတ်ပြင်းပြပြီးတော့ထိခိုက်ရဖြစ်တာတွေရှိလာရင်တော့စပါတန်တွေကိုရိုက်နှက်ပြီးတော့ဆုံးပါပြီးလူစုခွဲရပါပြီဒီလိုနဲ့သူတို့တွေကအရွယ်ရောက်လာပြီးဆိုရင်တော့ပြန်စပါတန်စစ်တီတော်ကြီးတွေဖြစ်လာခဲ့ကြပါပြီတခြားသူတွေထပ်ပို့ပူးတဲ့သူတွေကတော့လျှင်မြန်မှုကိုအသုံးချရပါပြီလူကတ်ကကတော့သူ့ရဲ့စပါတန်တွေဟာကိုယ်ပိုင်ရည်သွေးနဲ့ကိုပြည့်စုံတယ်လို့ယုံကြည်ထားကြပါပြီဒါပြင်ကိုမှစပါတန်တွေကတတိမရှိတဲ့သူကိုအပြစ်ပေးကြပါပြီစစ်ပွဲမှာထွက်ပြေးတဲ့သူတွေဆိုရင်အရန်ကိုမှနေကြတယ်လို့မြင်ပြီးတော့လူငယ်တွေကိုထိုင်ကုန်ပြန်ပေးရတာလမ်းရှင်းရတာမိမယူခွင့်မရှိတာတွေအထိပါဝင်ပါတယ်ဒါကြောင့်မို့လို့စပါတန်တွေကစစ်ပွဲတွေမှာတေးရတာကပိုပြီးတော့ကောင်းတယ်လို့ယုံကြည်ထားကြတာလည်းဖြစ်ပါတယ်လူချင်းမင်းတို့ကရောလူကတ်ကရဲ့စပါတန်လေ့ကျင့်မှုကကောင်းသလားဆိုးသလားဆိုတာကိုလည်းကွန်မန့်လေးမှာဖြည့်ပေးသွားခဲ့ကြပါဦးနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နော်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်းပဲကျွန်တော်ရဲ့ channel လေးကို like subscribe လေးတွေပြုလုပ်ပေးခဲ့ပါအောင်နော်ကဲဒါဆိုရင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်လားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်